မင်္ဂလာရှိသောညလေးတစ်ညဖြစ်ပါစေချစ်တို့ရေကျမ၏အသိပညာဘုဒ္ဓများကိုတင်ဆက်ပေးနေကြ Healthy Habits and Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါစေရှင်ဒီနေ့မှာတော့အမျိုးသမီးများဟာဘာကြောင့်တမချိတ်လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းမှာဒုက္ခကောင်းမွန်တဲ့အရာကိုခံစားရလဲဆိုတာကိုကျမ၏အရာတရားစာပြပြပေးသွားမှာဖြစ်လို့ဆယ်နှစ်ရဲ့မျက်နှာလေးကိုကြည့်ရင်အဆုံးထိလိုက်ပါစီမျောနားထောင်ပေးကြပါအောင်နော်တမချိတ်လေ့ကျင့်ခန်းနေဆင်းနေတဲ့အခါအမျိုးသမီးတွေမှာအရာသာသို့မဟုတ်တာယာမှုခံစားရတာဟာခန္ဓာကိုယ်ရဲ့အာယုံခံအင်္ဂါတွေဟော်မုန်းတွေနဲ့စိတ်ပိုင်းဆိုင်ရာအချက်လက်တွေပေါင်းစပ်မှုကြောင့်ဖြစ်ပါရဲ့ရှင်အမျိုးသမီးခန္ဓာကိုယ်မှာတာယာမှုအတွက်တည်တံ့တည်ရှိနေတဲ့အင်္ဂါအစိတ်အပိုင်းကတော့စစ်စစ်လေးဖြစ်ပါရဲ့ရှင်၎င်းမှာအာယုံကျော်အမြင့်မှာ8000ကျော်ပါဝင်ပြီးဒါဟာအမျိုးသားလိင်တန်းမှာရှိတဲ့အာယုံကျော်ပမာဏထက်2ဆလောက်ပိုများပါတယ်ဒါကြောင့်ဒီနေရာကိုတိတွေ့လုံးစောလေ့ကျင့်ပေးတဲ့အခါအလွန်ပြင်းထန်တဲ့တာယာမှုကိုခံစားရတာဖြစ်ပါတယ်နော်ဖုတ်ကြည့်အတွင်းပိုင်းနေရန်တွေမှာလည်းအာယုံခံစားမှုရှိတဲ့နေရာတွေရှိပါတယ်။ G-spot အင်္ဂါအတွင်းပိုင်းရှေ့ဘက်နေရန်မှာရှိတဲ့ထိတွေ့မှုအာယုံအများဆုံးရှိတဲ့နေရာပါ။ဝင်ချင်းထွက်ချင်းအချစ်လန်ခရီးစတင်တဲ့အခါမှာဒီနေရာတွေကိုဖိမိပုတ်တိုက်မိခြင်းကြောင့်တာယာမှုခံစားရပါတယ်။တမချိတ်လေးချင်းဆက်ဆံနေခြင်းအတွင်းမှာအုံနောက်ကနေပျော်ရွှင်တာယာစေတဲ့ဓာတုပစ္စည်းတွေကိုထုတ်ပေးပါတယ်နော်ဒါဟာလူကိုအရင်စိတ်လှရှားပြီးတာယာမှုကိုရှာဖွေစေတဲ့ဆုလက်ဟော်မုန်းဖြစ်ပါတယ်ဒါကိုအချစ်ဟော်မုန်းလို့လည်းခေါ်ပါတယ်တအုပ်နဲ့တအုပ်နေစပ်မှုယုံကြည်မှုနဲ့နှွေးထွေးမှုကိုခံစားရစေပါတယ်နာကျင်မှုကိုရောနေစေပြီးစိတ်လက်ပေါ်ပါတာယာမှုကိုရရှိစေပါတယ်နောက်ဆုံးတစ်ချက်နေဖြင့်ဟိုစိတ်ညှိုးချလာတဲ့အခါတင်မဆုံတဝိုင်းနဲ့ဖုတ်ကြီးတွေစီကိုသွေးစီစဉ်မှုပိုများလာပါတယ်။အဲ့ဒီအခါအာယုံခံစားမှုတွေကပိုပြီးများပြားလာတဲ့အတွက်ပုတ်တိုင်မှုတိုင်းကပိုပြီးအရာသာရှိနေတာဖြစ်ပါတယ်ကိုကိုရေ။ကဲကိုကိုရေစနေနေ့ဒီနေ့တင်ဆက်ပေးသွားမှာကတော့ကျမရဲ့ဘုဒ္ဓတစ်ခုများသာဖြစ်ပါတယ်နော်။နေရာချတိုင်းမှာလေအခုလိုမျိုးထိမိအစိမ့်နေတဲ့ကျမရဲ့ဆိုင်ရာအသိပညာများကိုဆက်လက်များပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ရင်စောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်အားလုံးကိုအရင်ချစ်ပါရနော်